ရေငါဒီနေ့ဂိမ်းစောလို့မရဘူးလို့ဘာတွေဖြစ်နေကြလဲဂိမ်းစောလို့မရအောင်ငါဒီနေ့အိမ်လုံးနဲ့ကူလုံးကမှဝတ်ထားတဲ့ပုံနာကြည့်ဟာမာမီချိုက်ကြီးဟာအာတော်ပြီမင်းတို့မယုံရင်လေငါဂိမ်းမှာဆိုတော့ဂိမ်းစောကြီးတက်နေပြရိုက်ကြည့်ဒီမှာအမေကိုယ်တိုင်မှာခေါ်ခဲ့တယ်ကျွန်တော်အိမ်မှာဘယ်လောက်လိမ့်မှာလဲဆိုတာတင်ရဘလူလဲမိသားစုဝင်အိမ်မှာဘလူဝှေ့လျှော်လဲကျွန်တော်ရောက်ဗျာဖြစ်နိုင်တာအိမ်မှာပကံဘလူဆေးလဲမရရလားအိမ်ကြီးဝါကြီးဟာမိမနှိမ့်မိွားအိမ်မှာဘလူမီးဘူးတိုက်လဲကျွန်တော်အိမ်မှာရေချိုးကန်းတက်ရှိဘလူကျွန်တော်ဟုတ်တာပြီပြောအိမ်မှာဓမြက်စီးဘလူလဲဟာကျွန်တော်အိမ်မှာအိမ်ရဘလူတိုင်းလဲကျွန်တော်ပဲဗျာမပြီးမှစိတ်ဆုံးတော့โอเคဆိုတော့တွေ့ရမယ်မမီနဲ့ကျွန်တော်ဒီနေ့အမတက်တိပြလိုက်အီလန်ဖေတာဂိမ်းနဲ့ဆိုတော့ကျွန်တော်ပြောပြတခုရှိပါတယ်အိမ်မှာကျွန်တော်ဂိမ်းနေပဲဆော့မှာမဟုတ်ဘူးအမားတော့လေကျွန်တော်ကဒီမှာအိမ်လုတ်တွေလိုက်ကူလုတ်ပြီးရဗျာဒီလားအိမ်မှာရောအဲ့လိုမျိုးအလုပ်တွေလိုက်မြပြီးရောလိုက်လုတ်ပြီးရလူရှိလားရှိရဆိုရင်အီလန်ရဲ့ TikTok filter ဂိမ်းတွေကို join ပြီးရော resort တွေကိုမှန်းလိုက်တော့ခင်ဗျာဆိုတော့အဲ့လိုမျိုးမေမေကိုလိုက်ကူညီပေးရတဲ့ဟိုမှာစူလက်ဆောင်တွေရအောင်မှာဖြစ်ပါတယ်ခင်ဗျာဘာတွေရမလဲဆိုရင်တော့ Samsung Galaxy A26 phone တစ်စု Samsung Galaxy Tab S10 Lite တစ်စု Samsung Galaxy Fit 3နှစ်စု special price 3စုတော့ကျွန်တော်ပြောရတဲ့ကန်ဆန်းမဲတွေကိုလည်းကန်ဆန်းနိုင်မှာမို့လို့ခင်ဗျားတို့31ရက်နေ့မတိုင်ခင်ဒီအီလန်ရဲ့ TikTok filter game လေးကိုလိုက်ပြီး join ပြီးစော့လိုက်ကြပါခင်ဗျာဘယ်လိုကန်ဆန်းရမလဲဆိုတော့လည်းကျွန်တော်ရေးထားတယ်ဆိုတော့အားလုံးပဲ like join လိုက်ကြပါခင်ဗျာ comment ထဲမှာမသိရင်လည်းလာမေးလို့ရပါခင်ဗျာ